အားလုံးပဲမင်္ဂလာပါငုံမွေးမြူရဲ့အကြောင်းကိုသိကျင်လို့မေးနေကြတဲ့ကျွန်တော်ရဲ့ငွေချင်းတွေဟောတာတွေအတွက်ကျွန်တော်ဖြည့်ပေးလိုက်ပါတယ်မွေးမြူရေးလုပ်ငန်းဆိုတာကတော့ကျွန်တော်တို့တိမ်ကောပြောက်ပြတ်သွားတဲ့အလုပ်တစ်ခုမဟုတ်တော့ပါဘူးမွေးမြူရေးလုပ်ငန်းကိုကျွန်တော်တို့မွေးခင်တည်းကလည်းမွေးမြူလုပ်ငန်းရှိနေတယ်ကျွန်တော်တို့လည်းလက်ရှိမွေးနေတယ်နောက်လည်းမွေးမြူရေးလုပ်ငန်းဆိုတာကတော့ရှိနေအောင်မှာပဲဖြစ်ပါတယ်အဲ့ဒီထဲကမှအခုမွေးမြူရေးကိုစိတ်ဝင်စားပါတယ်ဆိုတော့လူတွေမိမ့်မိနေတဲ့လူတွေအတွက်ဟောမွေးမြူရေးငုံလုပ်ငန်းကကျွန်တော်တို့ရက်တူတူနဲ့ငွေဖြစ်မြန်နဲ့ငွေပြန်မြင်ရတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်အဲငုံကိုမွေးကြမယ်ဆိုရင်တော့အဓိကလိုအပ်တဲ့အချက်ကလေးတွေရှိပါတယ်အဲဒီဟာကတော့ကျွန်တော်တို့ငုံဥဈေးကွက်ဖြစ်ပါတယ်ဟိုလက်ထဲငုံရောက်ပြီးမှငုံပြန်လဲရောင်းချဖို့ဈေးကွက်မရှိရင်လည်းအဆင်ပြေမှာမဟုတ်ပါဘူးနံပါတ်1အချက်ပါကိုမှဈေးကွက်ကောင်းကောင်းရှိတယ်ဆိုရင်တော့မွေးမြူလို့ရပါတယ်။နံပါတ်2အချက်ကတော့ကျွန်တော်တို့အစာပါ။ဘုံစာကကျွန်တော်တို့မြို့တိုင်းနယ်တိုင်းမှာဘုံစာလိုလဲကိုရတာမဟုတ်တဲ့အတွက်ဘုံစာလွယ်လွယ်ရမယ်ဆိုရင်မွေးလို့ရပါတယ်။ဘုံစာကိုတချို့ကွန်မြူနီသားတွေကျွေးကြတယ်။တချို့ကဒေတာဆက်စာတွေ local စာတွေကျွေးကြတယ်။ကိုယ်တိုင်ဆက်ပြီးကျွေးကြတယ်အဆင်ပြေတယ်လို့ကျွေးလို့ရပါတယ်။အဲဒီနှစ်ချက်ပြည့်စုံပြီဆိုရင်တော့ငုံမွေးလို့ရပါတယ်။ငုံမွေးမယ်ဆိုရင်တော့ဒီကနေရာဒေတာပေါ့လေနေရာရေရရှိရမယ်မီးရရှိရမယ်နောက်ဒါနေရာဒေတာအဆင်ပြေတယ်ဆိုရင်တော့မွေးလို့ရပါတယ်ခြံအစာအုပ်ကလည်းကိုယ်အဆင်ပြေအတောက်ဝတ်သားနဲ့ကိုယ်စိတ်ကြအကျယ်ဝန်းနဲ့အဆင်ပြေသလိုစောက်လို့ပြီးတော့မွေးလို့ရပါတယ်ကျွန်တော်တို့ငုံထွက်လာမှကျွန်တော်တို့ဒါကုန်ကြစရိတ်တွေညားနေမယ်ဆိုရင်အဆင်မပြေဘူးထို့ကြောင့်ငုံကိုကျွန်တော်တို့တန်းနိုင်များကုန်ကြစရိတ်ရှော့ပြီးတော့လုပ်ရမယ်ဖြစ်ပါတယ်ငုံမွေးမယ်ဆိုရင်တော့အဓိကတော့ဘေးအန္တရာယ်တွေရှိပါတယ်ကိုချမ်းအစာအုံးကိုဟိုမှာမွေပါကင်းမှရှိမယ်နောက်ကြောင်ခွေးဒါတွေကိုလုံးလုံးချုံချုံမွေးနိုင်မှငုံမွေးမြူရေးအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ငုံမွေးမြူရေးအကြောင်းလေးကိုလေ့လာနေတဲ့ညီကိုတွေရင်သုံးစဉ်းစားမှာကဈေးကွက်ရှိလားမရှိလားရင်စဉ်းစားပါဘုံစာလောလောကူရနိုင်လားမနိုင်လားစဉ်းစားပါနှုံးမှုဆိုရင်တော့ဒုက္ခတွေများပါတယ်ကဲအဲ့ဒါလေးဒါပြောတာပါခင်ဗျာ